ဒီ2026မှာထွက်ရှိခဲ့တဲ့ comic ကမူရင်း banner ဇာတ်လမ်းလိုမျိုးမဟုတ်ဘဲနဲ့ကျန်းတဲ့ပြီးတော့အနှဲငယ်ဓာတ်ဖြစ်တဲ့အတွက်ဒီ banner ကို absolute banner လို့တော့ခေါ်နေကြပါတယ်။ဒါပေမဲ့လည်းကျွန်တော် channel ကဘလူးတို့က banner ကိုကြိုက်နေတတ်ကြတဲ့အတွက် comic တွေကလေးလုပ်ပေးလိုက်တယ်။အစအနေဆုံးဒီလုပ်ပေးတော့မှဖြစ်တာမလို့ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်ခဲ့ပါဦးဗျ။ ဇာတ်လမ်းစမှာဘန်ရဲ့ main ဘီလေးဖြစ်တဲ့ Vegas ရောက်ကသူ့ရဲ့ရင်ထဲမှာပြောနေခဲ့။နောက်ဆုံးတော့အချိန်ကျလာခဲ့ပြီ။ငါရဲ့စွမ်းကိုလုံနေတဲ့စိတ်ကဒီစက်ကြဝဠာရဲ့ကံကြမ္မာနဲ့ထိတိုက်တွေ့တဲ့အချိန်ပဲ။ငါဒီ universe ကိုအိုးဆိုးချုပ်ကန်ရမယ်။ငါရဲ့ပိုင်နှက်တစ်ခုအနေနဲ့ပဲမြင်တယ်။ငါလာရဲ့လမ်းတစ်ချောက်မှာလဲငါ့ကိုစန့်ကျင်ရဲဆွဲကဘာတွေကလည်းကြာရှုံးခဲ့ရတာကြီးပဲ။ငါ့ကိုစိန်ခေါ်ရဲတယ်ဆိုတဲ့အရာရှိနိုင်လေလား။ဒီတလောကလုံးမှာငါ့ကိုချင်းချောင်းနိုင်တဲ့လက်နက်ကိုရှိသေးရဲ့လား။တခုတော့ရှိရဲ့။ငါမကြသေးခင်မှာသတိထားမိနေခဲ့တာ။ဒါပေမဲ့အဲ့အရာကလည်းမကြခင်ကငါအပန်ဖြစ်လာမယ်ဆိုပြီးပြောနေခဲ့။တစ်ဖက်ကဘာပေါ်မှာတော့ဘန်နဲ့သူ့ရဲ့မှာဝမ်းခွဲဖြစ်တဲ့ Grand တို့ကခါတိုင်းလိုရဲ့ရံပြစ်စကားများနေကြကြမလို့အဖိုးဖစ်တူမတ်ကဝင်ဖြန်ပြေးပေးနေရတယ်။ဒီလိုနဲ့စကားများကြရင်လည်းဘန်တယောက်စိတ်ဆိုးပြီးတော့ထထသွားခဲ့။ဒီလိုနဲ့ပဲကဘာပေါ်အရာဝတ္ထုပြုတ်ကျလာတာကိုအနီးနားမှာရှိတဲ့စစ်တပ်ကဖမ်းယူမိတယ်။အဲ့အရာတောထဲမှာလမ်းပြောင်းနေတဲ့ဘန်ရဲ့ရှေ့ကိုပြုတ်ကျလာပါတယ်။ဘန်လည်းသူ့ရှေ့ကျလာတဲ့အရာကိုဆက်စုကြည်စိမ့်နေပဲအနောက်ကိုကတ်ကြည့်ခဲ့။အရန်ထူးဆန်းနေငါအဖို့ရှာပြီးတော့စကားမဆုံးသေးခင်မှာလည်းခြံဝန်းနဲ့အရာတစ်ခုထွက်လာပြီးတော့ဘန်ရဲ့လက်ကိုကတ်သွားတယ်။ဒီ universe က omnidress ကကျွန်တော်မြင်နေကြ omnidress လို့မဟုတ်ဘဲနဲ့လွယ်လိုဘင်းလွန်စီပီယွန်လို့တော့ဆင်တယ်။ဘန်ကကြောက်နေတဲ့ကြားနဲ့ပဲလက်မှာကတ်လာတဲ့အရာကိုဆွဲခွာနေလက်ကိုလုံးဝကတ်သွားတယ်။ဒီလိုနဲ့ပြုတ်ကျလာတဲ့နေရာကိုစစ်တပ်ကရောက်ရှိလာတယ်။ဘန်တော့တစ်ပေတစ်ပေနောက်မှာပဲပုံကွယ်နေခဲ့တယ်။စစ်တပ်ဂျန်နရယ်ကလည်းပြုတ်ကျလာတဲ့အရာကိုမတွေ့မချင်းရှာဖို့အမိန့်ပေးထားတယ်။ဒီလိုနဲ့ပဲဘန်တယောက်ထွက်ပြေးလာရင်လမ်းမှာ cyborg ဝက်ဝင်ကောင်နဲ့ထိတ်တိုက်တွေ့ခဲ့တယ်။ဘန်လည်း omnidress ကိုမတော်ဆထိမိလိုက်ပြီးတော့ 400 အထိပြောင်းသွားခဲ့တယ်။ငါခန္ဓာကိုယ်ကမတူတော့ဘူး။အကြံစိုးရဲ့ဝက်ဝင်ကြီးငါစိတ်ကြည်နေရမဟုတ်ဘူးဆိုပြီးတော့ဝက်ဝင်နဲ့တိုက်ခိုက်တယ်။တိုက်ခိုက်တော့မပြီးသေးဘူးဘန်သူ့ရဲ့ငကိုမူလအတိုင်းပြန်ပြောင်းသွားခဲ့တယ်။ဘန်တယောက်ကြောက်လန့်တဲ့ကြားနဲ့ပဲဝက်ဝင်ကြီးရဲ့တိုက်ခိုက်မှုတွေရှောင်ရင်ပြီးသွားနေရတယ်။ဗဇက်ကလည်း omnidress ကိုမစ်ဆောနာလုတ်ခဲ့တဲ့အတိုင်းပြန်လုပ်ပေးငါအကူအညီလိုရဆိုပြီးပြောနေခဲ့။မင်းငါပြောတာကြားနိုင်တယ်မလား။အခုပဲလှုပ်လိုက်ကြသူဆိုပြီးတော့လင်းလာတဲ့ omnidress ကိုနှိပ်လိုက်တယ်။ဒီမှာပဲဆောင်းရဲမှတ်ပြီးတော့ဆောင်းရဲလန်းနဲ့ heat blast ပဲပြောင်းသွားခဲ့တယ်။ဒါပေမဲ့အခုမှစသုံးတာမျိုးစွန့်နေမထိချုံနိုင်ဖြစ်ပြီးတော့ပောက်ကွဲသွားတယ်။အဲ့ခါမှာဝက်ဝင်လည်းကြောက်လန့်ကြထွက်ပြေးသွားတယ်။ဒီလိုနဲ့ပောက်ကွဲသွားတဲ့နေရာကိုစစ်တပ်ကသတိထားမိပြီးတော့လိုက်လာခဲ့။အခင်းဖြစ်ရနေရာရောတော့ဘယ်မှမရှိတော့ဘူး။စစ်တပ်ကအရာရှိတယောက်ကကာနယ်ရိုဇွန်ကိုဒီနေရာမှာတာမန်ပောက်ကွဲမှုတစ်ခုဖြစ်ကြောင်းကိုသတင်းပို့တယ်။ကာနယ်ကတိုက်ဆိုင်မှုမဟုတ်ဘဲနဲ့အဲ့အရာကိုလိုက်ရှာရမယ်ကြောင်းမိန့်ပေးတယ်။အာဂါတိုင်းမှာတော့ Vegas ရဲ့ရင်းထဲမှာ Omni Energy နဲ့တူညီတဲ့ signal ကိုတွေ့မိနေတယ်။ Vegas ကကောင်းပြီ။ဒါတက်လုံးပုံနေမှာမဟုတ်မှငါသိတယ်။အင်းလင်းမြက်နဲ့တိတိကျကျဆောင်ရရမယ်။ဒီ signal ကိုချေရခဲ့မှာအနီးနားမှာရှိရဲ့ prime operated ကောင်ကိုချက်ချင်းစေလို့ဖို့အတွက်အသင့်မြင်တာပါအဲ့ဒါကိုရတဲ့ဘယ်မျိုးစိတ်ပဲဖြစ်ဖြစ်အဲ့အရာဘာလဲဆိုတာသိမှာမဟုတ်ဆိုတာသိကြတယ်အဲ့အရာ university ကိုအုပ်စုကိုတော့တကူလိုပဲပြောနေဒီအရှိကိုအဆုံးတက်ထားပါတယ်ဒီနေ့ကတော့လောက်ပါပဲဒီ comment လေးကိုလည်း PAT တင်မဲ့မှာဖြစ်လို့သဘောကျရင် like subscribe လေးလုပ်ခဲ့ကြပါအောင်ဗျ